န်ဆန်ဦးခုံးနဲ့ပါကျဲတို့ကနောက်ရက်ကိုခရီးဆက်ခဲ့ကြရင်သူ့ကိုလမ်းကိုပိတ်ဆို့ထားတဲ့မြေတစင်းကိုတွေ့ပါတယ်။အဲ့ဒါကြောင့်ဦးခုံးကဒီမြစ်ဘယ်လောက်ရှိချောင်းသိအောင်သူ့ရဲ့တကူနဲ့တွားကြည့်ပါတယ်။ဦးခုံးပြန်ရောက်တော့ထန်ဆန်းကိုမြစ်ကမိုင်မောင်း1000ထိကျဲဝန်းကြောင်းပြောပါတယ်။အဲ့ဒါကြောင့်ဆရာတော်ကအကျဉ်းအိုက်သွားပြီးဒီမြစ်ကိုဘယ်လိုဖြတ်ကူရမလဲဆိုပြီးသူ့တပည့်တွေကိုမေးနေပါတယ်။အဲ့ဒါကြောင့်ပါကျဲကမြေကမ်းနားမှာလှေလေးပါလိမ့်မယ်ရှိလားဆိုပြီးတွားကြည့်ပါတယ်။လှေကိုမတွေ့တဲ့ပြင်ဘယ်မှမသိတဲ့သဲမုန်တိုင်းတစ်ခုပေါ်လာပြီးပါကျဲကိုဆွဲခေါ်သွားပါတယ်။ထိုင်မယ်ပါကျဲကလည်းခေသူမဟုတ်လို့သူ့ရဲ့တကူနဲ့ပြန်ရုံးကန်ပြီးထွက်လာပါတယ်။ပါကျဲကသူ့ကိုချောင်းချောင်းတိုက်ခိုက်တဲ့မိစ္ဆာဘလို့မကောင်းဆိုးွားလဲဆိုတာသိအောင်ရေထဲကိုဆင်းသွားပါတယ်။ထိုင်မယ်မိစ္ဆာကိုရောင်တော့မပြပဲပါကျဲကိုကြောက်ဆောင်နေနဲ့တိုက်ခိုက်ပါတယ်။အဲ့ဒါကြောင့်ပါကျဲလည်းကုန်းပေါ်တက်ပြီးပြန်ပြေးခဲ့ရပါတယ်။မိစ္ဆာကလည်းပါကျဲနောက်ကနေအဆက်မပြတ်လိုက်ပြီးတိုက်ခိုက်ပါတယ်။အဲ့ဒါကြောင့်ဝူခုံးကသူ့ညီကိုထိတဲ့မိစ္ဆာကိုတိုက်ခိုက်ဖို့ရွှေတော့ကိုထုတ်လိုက်ပါတယ်။အဲ့နောက်မှာတော့ဝူခုံးကသူ့ရဲ့တုံးနဲ့မိစ္ဆာကိုရိုက်ပါတယ်။ဝူခုံးကိုမြင်တော့မိစ္ဆာကတဲထဲဝင်ပြီးပျောက်သွားပါတယ်။ထိုင်မယ်ဝူခုံးကတဲထဲကမိစ္ဆာကိုပြန်ကလော်ပြီးရိုက်ထုတ်လိုက်ပါတယ်။အထိနာသွားတဲ့မိစ္ဆာကလည်းသူ့ရဲ့မြစ်ထဲကိုပြန်ပြေးသွားပါတယ်။ဝူခုံးကလည်းရေအောင်မှဆိုရင်သူကအရင်မကျွမ်းကျင်တဲ့အတွက်ကြောင့်မိစ္ဆာကိုလွတ်ပေးလိုက်ပါတယ်။အဲ့အချိန်ကိုရင်မဲတော့ရောက်လာပါတယ်။ကိုရင်မဲတော့ကအမြင့်ထဲမှာရှိတဲ့သူကမကောင်းဆိုးဝါးမှုပဲဝူခုံးလုံးနဲ့အတူကျန်းစာပေးမဲ့သူဖြစ်ကြောင်းပြောပါတယ်။အဲ့နောက်မှာတော့ကိုရင်မဲတော့ကခေါင်းလောင်းတစ်ခုကိုထုတ်လိုက်ပြီးသူ့ရဲ့တကူနဲ့မြစ်ထဲကသူကိုဆွဲခေါ်လိုက်ပါတယ်။ခေါင်းလောင်းနဲ့ရောက်သွားတဲ့သူကိုဝူခုံးကရှေ့ပလန်နဲ့တီးပါတယ်။ကိုပဲလည်းနားဟုသွားလို့လားမသိအတီတရားရသွားပြီးသူကရှားဟုချင်းဖြစ်ကြောင်းဆရာတော်တို့ကိုပြောပါတယ်။အဲ့နောက်မှာတော့သူကကိုရင်မဲတော့အမိန်နဲ့ခရီးတစ်လျှောက်ဆရာတော်ကိုကာကွယ်ဆောက်ရှောက်ပေးမဲ့သူဖြစ်ကြောင်းပြောပါတယ်။သူခုလိုတိုက်ခိုက်ရတာလည်းဘသူပဲဝါမှမသိလို့ဖြစ်ကြောင်းရှင်းပြပါတယ်။ထန်ဆန်းကလည်းဝူချင်းကိုတပည့်အဖြစ်လက်ခံလိုက်ပါတယ်။အဲ့နောက်မှာတော့ကိုရင်မဲတော့ကမြစ်ကိုဖြတ်ကူဖို့သူ့ရဲ့ဝူသီးကြောက်ကိုပေးလိုက်ပါတယ်။ထန်ဆန်းဝူခုံပါကျဲနဲ့ဝူချင်းတို့ကအပူသီးကြောက်ကိုတုံးပြီးမြစ်ကိုဖြတ်ကူခဲ့ကြပါတယ်။မြစ်ကိုဖြတ်ကူပြီးရဲ့နောက်မှာတော့ဝူခုံတို့ကအင်ကြီးအိမ်ကောင်တစ်လုံးကိုတွေ့ပါတယ်။ရင်လဲနဲ့နေမို့ထန်ဆန်းကအဲ့အိမ်မှာပဲတညတာအနားယူကိုဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒါကြောင့်ဝူခုံကအင်ရှင်ကိုတွားပြီးခွင်တောင်းပါတယ်။ထုံးစံတိုင်းအင်ရှင်ဘွားတော်ကဝူခုံကိုမြင်တော့ကြောက်လန့်သွားပါတယ်။ဝူခုံကလည်းသူကမကောင်းဆိုးဝါးမဟုတ်ပဲဘုန်းကြီးတစ်ပါးဖြစ်ကြောင်းအသေးအံရှင်းပြပါတယ်။တွက်ကြမှာဘွားတော်ကဝူခုံတို့၄ယောက်ကိုတညတာတိတ်ဖို့ခွင့်ပြုလိုက်ပါတယ်။ထန်ဆန်းတို့ကထိုင်ကုန်ပေါ်မှာတောင်မထိုင်ရသေးပဲဘွားတော်ကသူ့ရဲ့ biography အကြောင်းကိုရှင်းပြပါတယ်။ဘွားတော်ရဲ့ယောက်ျားဆုံးပါသွားပြီးသူ့မှာသမီး၃ယောက်ရှိကြောင်းပြောပါတယ်။သူကအရန်ချမ်းသာလို့တသက်စာစားမကုန်ပဲတမတ်တီကိုတောင်အိမ်မခေါ်နေထားလို့ရကြောင်းပြောပါတယ်။အဲ့ဒါကြောင့်ထန်ဆန်းတို့သာဆန္ဒရှိရင်သူကတမတ်တော်ရင်ကြောင်းပြောပါတယ်။စကားသွားလာကိုကြည့်ကြတဲ့သဘောပေါက်နေတဲ့ထန်ဆန်းကဘာမှမပြောပေမဲ့ပါကျဲကတော့တမတ်ဖြစ်ချင်နေပါတယ်။အဲ့ဒါကြောင့်ဘွားတော်ကသူ့သမီး၃ယောက်ကိုခေါ်လိုက်ပြီးသူ့သမီးတွေကဘလောက်လာကြောင်ဘလောက်တော်ကြောင်ချီးမွမ်းခံဖွင့်နေပါတယ်။ထန်ဆန်းဝူခုံးနဲ့ဝူချင်းတို့ကစိတ်ဝင်စားပေမဲ့ပါကျဲကတော့ဘွားတော်စကားတွေထဲမှာညင်မျောနေရင်အပိုင်း73ပြီးဆုံးသွားပါတယ်။နောက်ရက်တွေမှာ Journey to the West အပိုင်း14ကိုဆက်တည်ပေးပါမလို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားပြီးခဲ့ကြပါဦး။